မိဘပြည်သူများရှယ် Public Info Media မှာခန့်နေစုရတဲ့သတင်းတင်ပြချက်တွေဖြစ်ပါတယ်။နေဟာရှိရတဲ့ဒီနေ့ဖြစ်ပါစေရှင်။ကျမရဲ့ဇာတ်လမ်းလေးကိုစတင်ပြီးတော့မတက်ဆက်ခင်မှာစုံစမ်းတိုင်းအစဉ်ကြေးလေးကောက်ခံနေပြပါ။ကျမမီဒီယာလေးရေရှည်ရည်နိုင်လို့တဲ့ဤသူတန်များကိုစတိုက်တဲ့ဆက်နိုင်ဖို့အတွက်မိဘပြည်သူများတွေနဲ့နားစကြေးထောက်မှတ်ခြင်းနဲ့ဆိုတော့ကျွန်တော်တို့ပေါ်ပြတဲ့ပုံနံပါတ်ဖြစ်တဲ့ဇုံများကို691ကို6ကိုသွားတည်ပြီးတော့ပုံမှန်လေးထောက်ပံ့နေပါရှက်။မိဘပြည်သူများတွေ့ပေါ်တဲ့ပြည်သူများတို့ Hesman နဲ့ဆက်နေတိုင်းကြည့်ရှုပြီးတော့ပြန်ကြားတက်ဆက်ပေးနေပါရှင်။ဒီနေ့ကပထမဆုံးသတင်းလေးရအောင်ရန်ကုန်မြို့မှာဆိုရင်ဒီနေ့မနက်မှာငလင်လုတ်ခတ်သွားခဲ့ပါရှင်။မနက်6:50မိနစ်ခါမှာဆိုရင်ငလင်လုတ်သွားတဲ့အတွက်မြို့နယ်အများစုကတိသားစွာခန်းစားလိုက်ရတယ်ဆိုပြီးတော့သိရှိရပါတယ်။ငလင်လုတ်တဲ့အခါကျတော့တိုက်တယ်လို့ရန်ခသွားတဲ့အတွက်အချို့တွေဆိုရင်အိမ်နေတန်လန်နဲ့ကအပ်ပြေးစင်းရတဲ့အခြေအနေတွေဝေယုံသုံးဟာအခြေအနေတွေဖြစ်သွားခဲ့ပါရှင်။ဒီငလင်လုတ်ခတ်မှုကိုမိုးစလာနေပြီးတော့ထုတ်ပြန်လိုက်တဲ့အခြေအနေရဆိုရင်ထန်းပေမြို့အနီးအနက်15ကီလိုမီတာပိုပြပြီးတော့အင်အား Richter 3.5 အဆင့်ရှိတဲ့ငလင်ကိုလောက်ခတ်သွားခဲ့တာဖြစ်ပါတယ်။တကယ်တော့ငလင်မှာဆိုရင်3.5ဆိုတာကအင်အားအနည်းငယ်ပဲရှိတဲ့ငလင်ပေါ့ဟုတ်။ဒါပေမဲ့လည်းကျွန်တော်တို့ရန်ကုန်မြို့ကြီးရဲ့တိုက်တွေရဲ့ quality ဓာတ်တွေဟိုတန်ကုန်မြို့မှာထက်မြင့်တိုက်တွေကများတဲ့အတွက်ငလင်လောက်တဲ့ခေါင်မှာတိတိတတာခုနောက်ပဲခန်းစားလာရပါတယ်။ဒါပြင်ကျွန်မနိုင်ငံဆိုရင်ရန်ကုန်မြို့မှာနေရလူတွေကတဲသနာဖို့ကောင်းတဲ့အချက်မသိငလည်းကြီးဖြစ်စံဥရပြန်ပြန်ကိုတွေပေါ့အောင်မြင်သွားပြီးတဲ့နောက်မှာဆိုရင်စိုးရိမ်စိတ်ကအရှင်တက်သွားကြတဲ့အချက်အဲ့တော့ငလေးတုတ်တယ်ဆိုတာအတန်ကြားရတယ်လူကကြောက်စိတ်တွေနဲ့ရှိသွားတာပေါ့ဟုတ်ပြီးတော့ရန်ကုန်ဟာကဒါ quality မပြည့်မီတဲ့တိုက်ကြီးများလဲဆိုတော့ခြေနေလေးတွေဒါမျိုးကန်တွေကသိရှိနေတဲ့အတွက်အခုဖြစ်ငါတို့တိုက်များပြိုမလားဘောဒါမိသားစုရှိရတဲ့ဆိုကိုကြီးရှင်ပူရဲချက်အမတာသမီးလေးငါမိဘဟောဒါခုညာဖြစ်ဒုက္ခပါပဲဆိုတော့ဒီမလေးကလင်ကြီးမှာဆုံးရှုံးသွားတဲ့အသက်တွေဘဝတွေကြည့်ပြီးတော့သူတို့ကလည်းဒါကရှင်ထဲမှာစိတ်တန်ရလို့ဖြစ်သွားတာပေါ့ဆိုတဲ့အခါကျတော့ငလင်လွတ်တယ်ဆိုတာနဲ့တိုက်ကတင်လို့ရရတယ်ဆိုတာနဲ့အိတ်နေတဲ့ချိန်ပဲဖြစ်ဖြစ်ဘယ်လိုအချိန်ပဲဖြစ်ဖြစ်အပေါ်တက်တာတွေအောက်ထပ်ကိုချက်ချင်းကြီးစေးကြတာတွေဝေယုံသုံးကားဖြစ်တာတွေကဖြစ်ပေါ်နေရဲ့ရှင်ဒါကအိတ်ကောင်းခြင်းမအိတ်ရစားတော့ခြင်းမစားရချင်းနေဖို့ပေါ့ဟာတကယ်လည်းစိတ်မကောင်းပါဘူးရှင်ဒီလိုအချိန်တွေကိုကြုံနေရတဲ့အတွက်လည်းရန်ကုန်မြို့သူမြို့သားတွေအတွက်များစွာစိတ်မကောင်းဖြစ်ရပါတယ်။ကွာကြီးပေါ်မှာလည်းငလင်တွေကစိုးဝါးကိုနိုင်ငံနဲ့မှာဖြစ်ပေါ်နေတာဆိုတော့ဒီစိတ်တန်ရာတွေကလောလောဆယ်မှာတော့ကျမတို့အနာကျက်အောင်မှာမဟုတ်ပါဘူး။စိုးရိမ်ထိတ်လန့်မှုတွေရှိနေအောင်မှာပါ။ဒါပေမဲ့ငလင်ဆိုတာကအတိအကျကြီးကြိုတင်ခန့်မှန်းလို့မရတဲ့အတွက်ကိုယ့်ရဲ့အဆောင်အကျန်းခံမှုကိုစစ်ဆေးပါ။လက်စိတ်နေတာ3 level နေထိုင်ကြပါအောင်လို့ကျမအနေနဲ့တိုက်တွန်းချင်ပါတယ်။ကျမရှင်တွေကစိတ်စေတနာအားဆိုတော့ရန်ကုန်မြို့ကြီးကိုကျမပေးကင်းစေချင်ပါတယ်ရှင်။ရန်ကုန်မြို့ကြီးကမြန်မာနိုင်ငံအနှံ့ပြဘယ်မြို့မှာပဲဒုက္ခဖြစ်ဖြစ်မြင်တယ်အတက်တီယောနဲ့ဂူညီတက်တဲ့ဒေသခံတွေဆိုင်တဲ့မြို့တစ်မြို့ပါရှက်ဒီမြို့ကန်ကြီးတစ်ခုခုသာဆိုရင်ကျမတို့ရှင်ကျိုးအကြီးရဲ့ရှင်ဒါကြောင့်မဖြစ်စေချင်အောင်မဖြစ်အောင်လို့လည်းကျမတို့ဆွတောင်းပေးနေပါတယ်အားလုံးလည်းသတိထားနေကြပါလို့ကျမအနေနဲ့တိုက်တွန်းကြပါရှင်ဒီကသတင်းလေးကတော့မိဘပြည်သူများအတွက်ဝန်ကဆန်သတင်းလေးဖြစ်ပါတယ်2016ခုနှစ်သောကတော်ဝန်ထမ်းစာမေးပွဲမှာဆိုရင်အမှတ်အများဆုံးနဲ့အောင်မြင်ခဲ့ကြတဲ့အကြောင်းလူကြောင်းသားတွေရှိပါတယ်ဒီကြောင့်လူကြောင်းသားလေးတွေဘဝအခြေအနေလေးတွေကိုလည်းမီဒီယာတွေကချိန်ကူးတင်ပြတဲ့အတွက်မိဘတွေများလည်းသိရှိပြီးတော့ပါပြီအချို့တော့ကုမ္ပဏီလုပ်ငန်းရှင်တစ်ထေးတွေဆိုရင်ဒီပေါ့နော်လွမ်းပါတဲ့ကျောင်းသားလေးတွေကိုဆက်လက်ပြီးတက်ဖို့ပညာသင်ကြားနိုင်ဖို့အတွက်ကိုထောက်ပံ့ကြီးပြုလုပ်ပေးနေရတယ်ပြီးတွေ့ရပါတယ်ကျွန်မနိုင်ငံကအဲ့ဒါလေးကတော့ရန်ချစ်ဖို့ကောင်းပါရဲ့ရှင်ဒုက္ခရောက်တာမြင်တာနဲ့အခုညီပေးဖို့လိုအပ်တယ်လို့ထင်မြင်ယူဆတာနဲ့အခုညီပေးတတ်ကြတာအလူဒါနအတွက်လက်မတီးကြတာကတကယ်လို့အရင်ချစ်ဖို့ကောင်းတဲ့ဇေယျကြီးလေးပါပဲရှင်တော့အခုဆိုရင်ဒီ2026ခုနှစ်တော့ဝင်စာမေးပွဲမှာမြန်မာနိုင်ငံလုံးဘာသာတွဲလိုက်ခဏအများဆုံးရရှိထားတဲ့လူတွေကိုစုချင်းမြင့်ဖို့အတွက်လည်းပညာရေးဝန်ကြီးဌာနကနေပြီးတော့စီစဉ်နေပါပြီဆိုပြီးတော့မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကနေသိရှိရပါတယ်ရှင့်ပညာရေးဝန်ကြီးဌာနအနေနဲ့ဝိဇ္ဇာသိပ္ပံဝိပ္ပံအလိုက်ခဏအများဆုံးရရှိတဲ့သူ10ဦးစီကိုရခိုင်နှစ်တွေအတိုင်းစုတွေကိုချီးမြှင့်တော်မှာဖြစ်ပါတယ်ရှင့်ဒီသတင်းလေးကအင်မတန်ကိုကြည်နူးစရာကောင်းတဲ့သတင်းလေးပါပဲရှင့်ဒါဝိဇာသိပ္ပံဝိပ္ပံအလိုက်ပေါ်အမှတ်အများဆုံးရရှိတဲ့သူ10ဦးစီကိုပညာရေးဌာနကစုရချင်းနေတော့မှာဖြစ်ပါတယ်။ဒါကလေးတွေဆက်လက်ပညာသင်ကြားနိုင်မှုအတွက်ထောက်ပံ့ခုတေချာပေါက်ဖြစ်လာမှာပါ။ဒါပြင်ခုဆိုရင်ကျွန်မနိုင်ငံကပညာရေးကိုအလေးထားကြတဲ့ပုဂ္ဂိုလ်တွေရဆိုရင်ပညာဆက်လက်သင်ကြားဖို့ခက်ခဲဖြစ်တဲ့သူတွေကိုရှောင်ခွင့်ပြီးတော့ကိုနေမှုတွေလည်းပြုလုပ်နေပါတယ်။ဒါကြောင့်ဝိနည်းရွာမှာပညာသင်ကြားဖို့အတွက်အခက်အခဲရှိတဲ့ကလေးတွေရှိရဲဆိုရင်မီဒီယာတွေနဲ့ချိတ်ဆက်ပြီးတော့ဒီကလေးတွေရဲ့ပညာဆက်လက်သင်ကြားနိုင်ခွင့်ကိုကိုနေဆောင်ရပေးကြဖို့အတွက်လည်းကျွန်မအေးပါသူများကိုတိုက်တွန်းကြပါတယ်။ကျွန်မနိုင်ငံမှာဘယ်သူကပဲဝေးပွားလိုက်ပါစေဒါဟာကျွန်မတို့နိုင်ငံသားဖြစ်ပါတယ်။ကျွန်မတို့အားလုံးရဲ့ရေသွေးအဖြစ်နဲ့သတ်မှတ်ပြီးတော့ဒီကလေးတွေရဲ့အနာဂတ်လှပမှုအတွက်ကိုကျွန်တော်တို့အပေါင်းမျိုးလဲချက်မှမထားတဲ့ကိုဒီဆောက်ရှောက်အောင်ကျွန်တော်တို့ဒီဘက်ပိုင်းကြီးတွေရဲ့တာဝန်မှာပဲရှင်ဒီတောင်ပေါ်ချင်းပြောင်းခန်းဆောင်နိုင်တယ်ဆိုရင်ဒါဟာနိုင်ငံအတွက်တာဝန်ကြီးတဲ့သူတွေမှာပဲနော်။
ဒီချက်လေးကိုရှင်းဝဲပိုက်ပြီးတော့ပညာသင်ကြားခြင်းတဲ့ကလေးတွေအတွက်အတက်နိုင်ဆုံး workshop ပေးကြပါကူညီပေးကြပါချိတ်ဆက်လွတ်ဆောင်ပေးကြပါလို့ကျွန်မကအဲ့တော့လိုက်ပြရစီရှင်ယနေ့အတွက်တက်တဲ့သတင်းလေးကတော့အတိုင်းတုံပြုံမှာနေထိုင်တဲ့ဒီမှာပြည်သူများသိပြရမယ့်သတင်းလေးတစ်ခုတက်ဆက်ပေးချင်ပါရှင့်။တိုင်းတုံမှာဆိုရင်လွန်ခဲ့တဲ့ဇွန်လ2 ရက်နေ့ကပေါ့နော်။လွန်ခဲ့တဲ့2 ရက်ကပေါ့ရှင်။ဖြစ်ဆက်ခုဖြစ်သွားခဲ့ပါတယ်။ဖြစ်ဆက်ဖြစ်သွားတဲ့နေ့မှာပဲ CD မတ်တပ်ပုံတွေကဆိုရင်လူကိုယ်မှာတက်လာခဲ့ပါတယ်။မိဘလူများရဲ့ကြည့်ရှုပြီးတော့ချင်ပါရှင့်။ဖြစ်ဆက်လေးကတော့ဒီတိုင်းတုံမျိုးအမှတ်၄ရက်ကွက်လွဲတော်ချက်မှာရှိတဲ့ကိုဆိုင်လို့ break ဘောကနဲ့အိမ်သုံးရောင်းဆိုင်မှာဆိုရင်ဒါအကြောင်းဝန်ထမ်းလေးရှိရပေါ့နော်အဲ့ဒီအကြောင်းဝန်ထမ်းကိုဇွန်လ2 ရက်နေ့နေ့လယ်ပိုင်းမှာအဖြူရောင် Mark X လို့ယူဆရတဲ့ကျင်းတစည်းကနေပြီးတော့ဒီဆိုင်ချိုထိုးရလာတယ်ပြီးရခါမှာရှင်ပေါ်မှာမျိုးသားလေးကနေပြီးတော့ကောင်းကွာဆင်းလာပြီးဒီဆိုင်ထဲမှာရှိတဲ့ဆိုင်ဝတ်တဲ့မျိုးသမီးငယ်လေးကိုတရပြန်ပြီးဆွဲပြီးတော့ခန်းစည်းသွားတဲ့နေဝင်းလေးပေါ့နော်အဲ့ဒီဖြစ်စဉ်လေးဖြစ်သွားခဲ့တာဖြစ်ပါရဲ့ရှင့်ဒီဖြစ်စဉ်မှာဆိုရင်ဒီပြန်ပြီးလာဆွဲတဲ့အမျိုးသားတွေကဆိုရင်မတ်တန်ရုပ်သက်ခိုင်းထဲမှာဘလို့တွေ့ရတာကလူလေးဦးတွေ့ရတယ်လက်နဲ့တွေလည်းကိုင်ဆောင်ထားတာတွေ့ရပါတယ်ရှင်ဒီတော့တက်ဝင်လာပြီးတော့ဆိုင်လေးရုပ်တဲ့ရောက်လာတယ်ကိုယ်ဆိုင်မှာရှိတဲ့ဝန်ထမ်းလေးကိုဆွဲသွားပြီးပေါ်သွားတယ်ဆိုတော့ဘယ်သူကဖားတော့မတားရဲခဲ့ဘူးပေါ့နော်ဒီတော့ဒီအမက်တင်လေးဟာဆိုရင်ဖာသွားခဲ့ပါတယ်ရှင်အဲ့ဒီဖြစ်စဉ်လေးကိုဖြစ်သွားခဲ့ပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လည်းလက်ရှိမှာထင်ကြီးတွေမျိုးပေးနေကြပါတယ်ကျွန်တော်လည်းဒီသတင်းရေးပြည့်တွေကိုပေါ့နော်စုံစမ်းကြည့်ရခါမှဆိုရင်တော့ဒါဓမြဝန်တိုက်တဲ့ body လေးပေါ့နော်မြဝန်တိုက်တဲ့အဲ့ဒီမှာမှဒါတို့လိုချင်တဲ့ဒါမရတဲ့ခါကျတော့ဓာတ်စာကန်အိတ်တဲ့တွေ့ရတဲ့မှုဆွဲသွားတဲ့ပုံစံမျိုးပေါ့နော်ဒီဓာတ်စာကန်ကိုလက်ဝယ်မှာထားပြီးတော့ငွေညစ်တဲ့ကိစ္စကြီးဆက်လက်လုပ်ဆောင်ပါလားဘယ်လိုမျိုးအညိုအတေးတွေရှိလို့လဲဆိုတာကတော့ဆက်လက်ဖော်ထုတ်မယ့်ကိစ္စလေးပို့ဖြစ်ပါတယ်ဒါပြင်ဒီဖြစ်စဉ်ဖြစ်သွားတော့ဆိုရုပ်သံဖိုင်တက်လာတဲ့အခါမှာလမ်းမအတိုင်းဖြစ်သွားရရှင်လူကြီးကလည်းသွားတာတော့ရှားနေတဲ့အခြေအနေတစ်ခုမှာကားစီကတရားလျှောက်လာပြီးတော့လက်နက်တင်မျိုးသမီးတယောက်ပုံတော့အဲ့လိုမျိုးအတရားဖမ်းဆီးသွားခဲ့တဲ့နေဝင်းကြီးကိုကျွန်တော်မြင်ရတဲ့အခါကျတော့ကျွန်တော်တို့ရှင်ထဲမှာစိတ်မလုံးမချိုးဘူးကတော့ဖြစ်တယ်ရှင့်မိဘပြည်သူများလည်းအဲ့လိုခန်းစားချက်တွေတွင်မယ်လို့ကျွန်တော်ဆုံးကြည့်ပါတယ်ဆိုင်ဖွက်လာတဲ့သူတွေကခုခုဆိုကြောက်နေရတော့ဘောနော်ငါရဲ့ဆိုင်ရှင်ကားစီလာထိုးကြရင်တော့ငါကားထဲမှာပါလာတဲ့သူတွေကငါတို့ဆိုင်ရှမ်းပြုတ်ဖို့လားငါတို့ပြန်မေးဆွဲဖို့လားချွေရှိရဲ့ရှင့်ချွတ်လုပ်ငန်းရှင်တွေလေဒါကျွန်တော်တို့ကြားသိရတယ်ဘောနော်အချွတ်လုပ်ငန်းရှင်တွေကြားတော့ဒါမျိုးအားသိအောင်ကထုတ်မပြောချင်ဘူးတိုးတိတ်ပြန်ပွဲဆက်ခံရတဲ့သူတွေရှိရဲ့ပြန်ပြီးဆွဲသွားတယ်မိသားစုပဲသိရဲ့ပတ်စံပေးလိုက်တယ်တိတ်ပုံလေးကတော့ကုန်တယ်ပေါ့နော်ပြီးတော့တိုးတိတ်ခေရှားလိုက်တယ်ဆိုတော့ကိစ္စတွေတကယ်ရှိတယ်ဒီမိသားစုတွေကကျွန်တော်တို့လာပြီးတော့ရှင်ပွင့်တဲ့အခါကျတော့ကျွန်တော်တို့သိရတာသူတို့ကဒီဥပဒေရတဲ့ရေးယူဖို့အတွက်လည်းစိတ်မကူရဲဘူးထပ်ပြီးတော့သူတို့ရှမ်းပြစ်သွားပြီးကြိုက်လို့ပေါ့နော်ဗဒိမိကြတွေမှာလည်းတင်ဖို့မဟုတ်ဘူးဒါပေမဲ့သူတို့ရှင်တွေမှာခံစားနိုင်တဲ့အတွက်ကျွန်တော်တို့ကလာပြီးတော့ရှင်ပွင့်တဲ့အကြောင်းတရားလေးအဲ့လိုလေးတွေလည်းရှိရဲရှင့်ကျွန်တော်တို့တည်းသမားဆိုတော့လာပေးခတ်တဲ့နေရာတော့အားလုံးရှူရတော့ဘောတော့လက်ဆန်းရဲဒါပေမဲ့ဒါကြီးပြန်ပြီးတော့လေ့လာဆက်စစ်တဲ့ခါကျတော့ဒီလိုမျိုးလာပြောတာကတယောက်လဲဟုတ်တယောက်လဲဟုတ်ဆိုတဲ့ခါကျတော့ဒီလိုဖြစ်စဉ်တွေတကယ်ရှိနေလားဆိုရင်စဉ်းစားသုံးသပ်ချက်တွေလည်းထွက်ပေါ်လာပါတယ်လက်နက်တွေကျွန်တော်နိုင်ငံမှာဒီလက်နက်တွေကိစ္စနောက်ပိုင်းမှာပေါ့နော်ပိုးများလာတဲ့ည PDF ကနေပြီးတော့အသွင်ပြောင်းသွားတဲ့လူတွေရော PDF ဖြစ်လာတဲ့လူတွေရောကဒီများတိုက်တဲ့အလုပ်ကို story ကိုလောက်လာကြတယ်ရှင့်ဒီတော့ပြည်သူတွေကပဲခံစားရတာပြည်သူတွေမှာငွေကြေးချမ်းသာတဲ့သူတွေကပြစ်မှတ်ဖြစ်လာခဲ့တာသူတို့ကဒါတနက်ကင်ထားတဲ့လက်နက်ကင်ထားတဲ့စင်းရဲသားတယောက်ကိုပြန်မေးဆွဲလိုက်ဘာမှမပြရအောင်တတိယအောင်ပြန်မေးဆွဲလိုက်သူတို့ကရမယ့်ပစ္စည်းအများကြီးပဲဒါကြောင့်ရွှေဆိုင်နေဗန်နေလုပ်ငန်းရှင်တွေကိုပြစ်မှတ်ထားလာခဲ့တဲ့ရှက်ဒီနေရာမှာကျွန်မပြောချင်တာကဒီလိုမျိုး PDF တွေကိုထောက်ပံ့ခဲ့ကြတဲ့ချို့သောလုပ်ငန်းရှင်တွေလည်းရှိပါတယ်ကိုတက်ကိုစိုးတာပေါ့ရှင် PDF တွေလက်ထက်မှာတနက်ရှိရဲ့ချိန်ကျတော့စင်းရဲသားတွေစီကဘာမှမရနိုင်မသိတဲ့ခါကျတော့တထေးတွေစီကိုခေါင်းလှည့်လာကြတယ်တော့ကျွန်မအပေးခဲ့တဲ့တထေးတွေနေနေရတော့မျက်ခုံးခက်လို့ပေါ့နော်တချို့လည်းရှိရဲ့ရှင်တချို့တထေးတွေဒါကျွန်မထောက်ဖို့တယ်သူတို့ကတန်းပတ်ရတယ်ကျွန်မတမိုင်းလက်ထဲရှိရခါကျတော့နောက်တစ်ခါမှမထောက်ဖို့ခြင်းလို့ဆိုရင်တော့မှဝင်းနှစ်တန်ရတဲ့အခြေအနေတွေလည်းကြုံနေရတယ်ရှင့်အဲကြောင့်ဥပဒေပြင်ပသူတွေနဲ့တော့ပြီးတော့ဆက်သွယ်ခြင်းပတ်သက်ခြင်းဟာကိုယ့်အတွက်ကောင်းကျိုးတော့ရှိဖို့မရှိရှင့်စိုးကျိုးပဲဖြစ်လာနိုင်တယ်အရှင်ကြရေးတိုင်လို့မရှိဘူးပေါ့နော်သူတို့ကိုယ်တော့ပတ်သက်အားဆိုလေအကူလေးလည်းရှိပါတယ်ဒါကျွန်မဒီသတင်းနဲ့ဆက်ဆက်ပြီးတော့ကျွန်မရရှိကြတဲ့ဆက်လက်အောင်ကိုစိုးစည်းပြီးပေါ်ပြရဲဆိုတာကသင်ခန်းစာယူနိုင်ဖို့အတွက်ပါတော့ဥပဒေပေါင်းလေးမှာနေထိုင်ခြင်းကတကယ်တမ်းကျတော့ကျွန်တော်တို့ခက်ခဲမှုတွေအကြက်တဲမှုတွေနည်းငယ်တော့ဘာလို့ရှင်းဆိုင်ရတဲ့အရာရှိကောင်းရှိလိမ့်မယ်မြေတို့ပဲဆိုတဲ့ကတော့ဥပဒေပေါင်းလေးမှာနေရဆိုတာကကျွန်တော်တို့အနေနဲ့အကင်းဆုံးပါပဲဥပဒေရဲ့အကောင်အဝယ်ကိုအရာနိုင်ဆုံးပါပဲဆိုတာပြောချင်ပါတယ်နောက်တစ်ချက်ကကြတော့အခုလိုမျိုးဒါဆိုင်လန်းတွေပဲဖွင့်တဲ့ခါမှာဆိုရင်ရုပ်ကြုံရေးထူးပြီးစိုက်ကြပါလို့ကျွေးဝန်တန်းတွေပဲပြပြဝဝခန့်ထားကြပါလို့ဆိုမှဒီနဲ့တိုက်တွန်းချင်ပါတယ်ဒီလိုဖြစ်စဉ်တွေကကျွန်တော်နိုင်ငံမှာလုံးဝမရှိသေးတဲ့ဖြစ်စဉ်တွေပါဟိုအရာဆိုရင်အနှစ်လုံးတွေလုံးမှာတမှုတော့ကြားရတာခတ်တယ်ပေါ့နော်ဒီ PDF ပေါ်လာပြီးတဲ့နောက်ပိုင်းကျတော့ပြင်မေးဆွဲဓမြတိုင်းဒါအဲ့လိုကိစ္စရတဲ့ကျွန်တော်တို့ကလက်ဆက်နေတိုင်းကြားနေရတော့တချို့ဆိုရုံးလောက်နေပြီးတော့ကျွန်တော်တို့ပြောကြအရှင်အဲ့တော့ဒီလိုမျိုးကိစ္စတွေရိုးတောင်နေပြီဆိုတဲ့အခြေအနေမဖြစ်အောင်တို့ဒီ
တရားတွေစိုးမိုးရေးရေးကြီးပါတယ်ဒီလိုများလုံခြုံရေးကတော့တရားတွေစိုးမိုးရေးကလည်းလှုပ်ဆောင်ပေးနေမှာဖြစ်တဲ့အတွက်အထူးလှုပ်ဆောင်ပေးနိုင်ပါစေလို့လည်းတိုက်တွန်းချင်ပါတယ်ဒီတဲ့လေးကတရားတွေစိုးမိုးရေးမှာတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေရောပြည်သူတွေအတွက်ကောအထည်သက်ကျွဲတွေအတွက်ကောအားလုံးသင်ခန်းစာယူစရာလေးပြုစရာသိနေဖြစ်တဲ့အတွက်ဒီတဲ့လေးကိုဒေသလေးတက်ဆက်ပေးလိုက်ပါတယ်ရှင်ယနေ့အတွက်ထူးခြားတဲ့လေးတွေပြီးပြီဆိုတော့ကျွန်မပြည်ဥတန်လေးကိုဖတ်ပြရမယ်အစီအစဉ်လေးပေါ့နော်ကျွန်တော်ဒီနေ့ဖတ်ပြမယ့်ပြည်ဥတန်လေးကနည်းနည်းတော့အရေးကြီးရဲ့ရှင်ဥပဒေပိုင်းဆိုင်ရာလေးမှာလည်းလေးပြုပြီးတော့ဖတ်ပြမယ်တဲ့ဖြစ်တဲ့အတွက်ကျွန်မကနက်ဘူးပေါ့နော်မီဒီယာကျင့်ဝတ်အရာတော့ဥပဒေကြောင်းရရောဒီလိုမှညီဆုံးမှုမရှိနိုင်တဲ့တဲ့လေးရေးသားထားတွေရှိပါရဲ့ရှင်ဒါလေးကျွန်မအတိအကျလေးဖတ်ပြချင်ပါတယ်ဇေကောင်းစက်လေးကတော့ဘိုးဘိုအကျဲတောင်အတွင်းမှာဆရာဝန်အမျိုးသမီးတို့ရဲ့အသံနဲ့နိုင်ငံတော်ကကင်တင်တဲ့နဲ့လူဆိုရအရင်ကြီးဆိုပြီးတော့ခေါင်းစဉ်ပေးထားပါရဲ့ရှင်ဧတုတာတွေကိုကျွန်တော်အသေးစိတ်လေးအတိအကျဖတ်ပြပါမယ်လူ့ဘက်စုများစိတ်ရှိစွာနဲ့နားထောင်ပေးကြပါဦးနော်မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍဟာတသက်တာလုံးမှားယွင်းမရှိစေနာရှိထားပြီးတော့စိတ်ကူတာပေးခဲ့ပြီးနာမည်ပြမရှိတဲ့စေကဖိုင်ရှင်မျိုးသမီးတို့ကလက်ရှိမှာမလေးကိုဖို့အကျဉ်းတောင်အတွင်းမှာတရားမှထောက်တန်း6လကြောက်ခံနေရပြီးတော့သူ့မှာဆိုရင်ညောရောဂါခံရှိတဲ့အားငယ်ပြီးတော့မောစိတ်မှာပေါ့နော်စိတ်တန်ပန်းနေရဖြစ်စစ်ပေါ်ပေါက်နေပါရဲ့ရှင်၎င်းဆရာဝန်ပင်သမီးဟာမိဘနှစ်ပါးစီလုံးဆရာဝန်များဖြစ်ကြပြီးတော့ဟာဂိတ်ဖြစ်တဲ့မှာရှေ့ရစစ်ပဒံကိုထိလိုက်ပါကတိုက်ပွဲဝင်ခံတော်များကိုစေဝါကုသပေးကြပြီးနိုင်ငံတော်ကချီးမြှင့်တဲ့ပြည်သူ့ဝန်ထမ်းတွေလည်းအောက်ဝကူဆက်ခုနှစ်ကရန်ရှိနေတဲ့လူလူကောင်းမှုတွေဖြစ်ပါတယ်။ဒါကြောင့်ကိုယ်လည်းဆရာဝန်ကြီးဖြစ်တော်တဲ့ဥရိအတိတ်ရေရာမှုကြောင့်ဖြစ်ခဲ့တဲ့ချင်းကြီးဆိုင်ရောက်နေစဉ်ဖြစ်တဲ့ဆိုလိုလည်းသိရှိရပါချက်။လက်ရှိအကျဉ်းထောင်ထဲမှာရောက်ရှိနေတဲ့ဆရာဝန်မျိုးသမီးလာဆိုရင်သူမရဲ့ဖြစ်ပေါ်ကိုတန်ခါရဲ့ဆောင်းမှာစိတ်ပညာဘွဲရရှိဖို့အတွက်ဆိုပြီးတော့ဒါမျိုးသမီးတယောက်စီရနေပြီးတော့ဝေကြီးချင်းကန်းကိုစတဲ့ပြုလုပ်ခဲ့ပါတယ်။ဒီလိုချင်းကားတဲ့ဒီကိုပြန်လဲကိစ္စရင်းနဲ့နောက်ဆုံးမှာသိမ့်ခရတာကြံချီတော့တဲ့အခြေအနေခုမှဆိုရင်ဒီဆရာဝန်မျိုးသမီးနဲ့ဒီသူ့ရဲ့ဖြစ်ပေါ်မှာစာရွက်အတော့ဟာလက်ဖက်ရေးထိုးတာကိစ္စရဲ့ဖြစ်ပေါ်ခဲ့ပါအရှင်တော်တို့တုံ့ပြန်ခဲ့ရတယ်ပေါ့နော်။လိုလိုဖီးရဲ့နောက်မှာဆိုရင်ဒီစာရွက်တော့လက်မှတ်ရေးထိုးခဲ့မိရာကနေပြီးတော့ဒီလက်မှတ်ကိုအခြေခံပြီးတော့ငွေကျပ်3500ပြန်လဲပေးဆက်ဖို့အတွက်ဝန်ခံထားတဲ့စာချုပ်တစ်စောင်ပေါ်ပေါက်လာခဲ့ပြီးတရားစွဲဆိုခြင်းခံခဲ့ရခြင်းဖြစ်ကြောင်းသာတန်ရှင်ဘက်ကနေပြီးတော့ပေါ်ပြောကြားခဲ့ပါရဲ့ရှင်။အမှုရေဆိုင်နေစဉ်အတွင်းမှာလည်းခင်မောဖြစ်သူဆရာဝန်နဲ့အိမ်တော်ပွဲကွာခဲ့ပါတယ်။ခင်မောဖြစ်သူဟာတီးခြားပြစ်မှုပုံမှန်ခုနဲ့ထောင်ဒဏ်နှစ်ပေါင်း20ကျော်ကြောက်ခံခဲ့ရပါတယ်။ဒီတော့ဒီဆရာဝန်မျိုးသမီးလေးအားစနဲ့မိဘမဲ့တူရဲ့ဖြစ်တဲ့မောင်နှမသားကျဲလည်းမရှိဘူး။သားတော်သမီးကလည်းမရှိပါဘူး။ဆရာဝန်မျိုးသမီးအားစနဲ့ငိုရရနေပြီးတော့သူကကြောက်လန့်တက်တဲ့အားငယ်တဲ့ဝီဝီဖြစ်တဲ့အတွက်သူ့ရဲ့ခင်မောဖောင်းတော့တဲ့သူ့အတူခွဲဖာပြီးနေခိုင်းတဲ့ချိန်လေးခုမှထောင်တွေအကျဉ်းချခံရတဲ့အတွက်သူကလည်းရန်အားငယ်ပြီးတော့ဒီမှုကိုကြီးဆိုင်မှုအတွက်စိတ်ပြအားငယ်မှုကြီးရှိတယ်ဆိုတော့လည်းခေါ်ပြထားပါရဲ့ရှင်။ဒါကြောင့်ဒီဆရာဝန်မျိုးသမီးတွေကရှိနေမှာပဲအမှုကိုအနံ့ချောင်းခဲ့ပြီးတော့သူကဆိုရင်တရားရုံးလို့ဆောင်ကြတဲ့ပဲနားလည်ခြင်းမရှိခဲ့ပါဘူး။ဒါပြင်အញ្ញံကိုအကြောင်းလန့်နေခဲ့တဲ့အတွက်သူ့ရဲ့အမှုကိုတရားရုံးကငွေကျပ်3600အေးရော်ဖို့အတွက်စီရင်ချက်ချခဲ့တဲ့ကိစ္စကို2023ပြန်မှာစီရင်ချက်ချခဲ့တာအောင်မှာသူကသိရှိခဲ့ခြင်းမရှိဘူးဆိုတော့ပြထားပါတယ်။ကောင်းမှုတွေငွေကြေးများစွာကုန်ကျခဲ့ရတယ်။အော်ဒီရဲ့အခါမှာသူကကျွေးတော်သိခဲ့ရတယ်။နောက်ဆုံးမှာတော့အယူခံတစ်ဆက်နဲ့ရှုံးပေးခဲ့ရတယ်။တရားမှဒီလိုအတိပြုချက်ဇာတိကိုအရာအရှိမှစေပို့ဖို့အကျဉ်းတောင်လေးမှာတရားမှ6လကြာခံခဲ့ရတာဖြစ်ပါရဲ့ရှင်။သူကြောင့်ချက်အနေနဲ့ဒီဆရာဝန်မျိုးကြီးတွေကဆိုရင်အကျဉ်းချခံရခြင်းမရှိတဲ့အခြေအနေခုမှာသူ့အနေနဲ့လိမ်လည်ခြင်းခံရတယ်ဆိုပြီးတော့ရှူဆတဲ့အတွက်ပေါ့။ဒီမှုပြန်လည်စစ်ဆေးပေးပါရန်ဆိုပြီးတော့နိုင်ငံတော်သမ္မတကြီးမန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့သက်ဆိုင်ရာတုတ်တော်ကိုယ်စားလှယ်ထံကိုအတနာခန့်စာတဲ့အတင်းတိပေးပို့ခဲ့ပါတယ်။သူပေးပို့ခဲ့တဲ့အတနာခန့်စာလေးကိုလည်းကျမတို့မီဒီယာစီကိုမိတ်တူတွေပေါ့နော်ပေးပို့ထားခဲ့တာဖြစ်ပါတယ်ရှင်။ဒါကြောင့်ဒါလေးကကျမတို့ဝင်လို့ရောက်ရှိခဲ့တာဖြစ်ပါတယ်။ဒီတော့ဒီဖြစ်စဉ်လေးကတော့ကျမအနေနဲ့ပေါ့နော်မျက်နှာပေးရတဲ့ကရှင်ပေးပို့တဲ့ချက်လက်တွေကိုပဲကျမဆက်ပြပေးတာဖြစ်ပါတယ်။ဒီတိုင်စာထဲမှာပါဝင်တဲ့ချက်လက်တွေကိုကျမဆက်ပြတာပေါ့နော်။တိုင်စာထဲမှာကတော့ဒါသူ့ရဲ့အမှုအမှတ်တွေဒီအမှုကိုစီပြီးခဲ့တဲ့တရားသူကြီးနာမည်ပေါ့နော်ဆက်သက်ဖြစ်ပေါ်ရှင်ဒီဖြစ်စဉ်တွေအားလုံးတော့တပြည့်ဝပါဝင်ပါတယ်ကျွန်တော်တို့မီဒီယာကျင်းဝဲကြထားယူချမ်းလက်ပြီးတော့ဖတ်ပြတာပေါ့နော်ဒါကျွန်တော်ကဒါပြည်ဆက်ကိုရောက်လာပြီဆိုရင်ဒီနေ့ကြီးကိုစုံစမ်းစစ်ဆေးဖို့ပြည့်လို့ရပါတယ်ရှင်ပြလို့တဲ့ခါမှာဆိုရင်ဒါကျွန်တော်ကပထမအဆုံးဘာကိုစစ်ဆေးလဲဆိုတော့ဒီဆရာအောင်ပေါ့ဒီဆရာအောင်မျိုးသမီးလေးရဲ့သူ့ထဲမှာပေါ်ပြထားတဲ့အတိုင်းပြည်သူလူထုပေါ်မှာတင်ပေါ့နော်စေနာမြစ်တာဖြည့်ထားပြီးတော့စိတ်ကူတာဖိခဲ့တဲ့ဆရာဝန်ကောင်းတယောက်ဖြစ်လာမှဖြစ်တာဆိုတော့လင်းစောသွားတာစုံစမ်းစစ်ဆေးရပါတယ်ဒါသတင်းသမားတွေရဲ့ကျင့်ဝတ်ကြလောက်ရတဲ့အခါမှာဆိုရင်ဒေသစာချင်းတွေလည်းကျွန်မမန္တလေးကိုကျွန်မအလုပ်ကိစ္စတွေနဲ့တွားတက်တဲ့ခါကျတော့ပေါ့နော်ချို့လူတွေနဲ့လည်းအားပြောဆိုရည်စီကန်းနဲ့ပတ်သက်ပြီးတော့လည်းဗီးမျက်နှာတွေဆရာဝန်မျိုးသမီးနဲ့ပတ်သက်ပြီးတော့မင်းမျက်နှာတွေကျွန်မတို့လုံးဆောင်ခဲ့တဲ့ကိစ္စတွေရှိပါတယ်အဲ့ဒီမှာသိရှိရတဲ့အချက်အရဆိုရင်
ဒီဆရာဝန်မျိုးသမီးရဆိုရင်သူ့ရဲ့စေကမှာမက်ဒီလာရှင်လေးတွေကိုရန်တပ်ပံစေးအလှပေါ့နော်စေးအလှစေးခူတာဝင်ကိုအခမဲ့ပြုလုပ်ပေးနေတဲ့ဆရာဝန်သူဖြစ်တဲ့ဆိုပြီးသိရတယ်ဒါအပြင်သူကဆိုရင်နိုင်ငံရေးဖြစ်စဉ်တွေကြားထဲမှာစီရန်လည်းလောက်ခဲ့ဘူးနိုင်ငံဝန်ထမ်းတွေကိုလည်းစေတာထားပြီးတော့ကုသပေးရဲ့အချို့တော့ဒီစီးပွားရေးအဆင်မပြေတဲ့နိုင်ငံဝန်ထမ်းတွေကိုဆိုရင်သူကအခမဲ့ကုသပေးတဲ့အထီကိုနိုင်ငံတော်နဲ့ပြည်သူတွေပေါ်မှာတာဝန်ကျေတဲ့လူတယောက်ဖြစ်တဲ့ဆိုပြီးတော့လည်းသိရပါတယ်။ဒါ့အပြင်ဒီဆရာဝန်မျိုးသမီးလေးရဲ့ခောက်ပြန်ဖြစ်သွားတယ်ပြည်သူဝန်ထမ်းတစ်စိတ်ရရှိထားတယ်နာမည်ကောင်းရှိတဲ့ဆရာဝန်ပေါ့နော်ဒါသူရဲ့မိခင်ရောခောက်ပြန်အောင်ဆက်ရအောင်ဒီမြို့မှာဒီမန္တလေးမြို့မှာဆိုတော့နာမည်ကောင်းတဲ့ရက်တည်ခဲ့တဲ့စီကံဖြစ်တဲ့မိမတွေကလည်းအစင်းရင်းစင်တော့ကောင်းကြရဲဆိုတဲ့ဒေသခံတွေပြောဆိုချက်တွေကျွန်တော်တို့သိရှိရပါရှင့်။ဒီတော့ကျွန်မအနေနဲ့ကဒီဖြစ်စဉ်ရဆိုရင်တရားရုံးမှာလည်းဒါအမိတ်ကအတိအကျချနေပြီးဒီအတွက်လည်းကျွန်တော်တို့မီဒီယာသမားတယောက်နေနဲ့ဟောနိုင်ငံသားတယောက်နေနဲ့ဟောတရားဥပဒေပုံမှာလေးစားပါရဲ့ယုံကြည်ပါရဲ့မှန်ကန်ကြောင်းကိုလည်းကျွန်မလက်ခံပါရဲ့ဒါပေမဲ့ဒီဆရာဝန်မျိုးသမီးဆိုရင်လက်ရှိဖြစ်နေတဲ့ဖြစ်စဉ်ကသူကဆိုရင်မိဘလည်းမရှိတော့ဘူးပြီးဒီမှုကပေါင်းပတ်သက်ခဲ့တဲ့သူရဲ့ခင်မုန်းဖြစ်သူကလည်းလက်ရှိမှာတိတ်ရှောင်နေရဲဆိုတဲ့တည်င်းတွေကကြားနေရတယ်ပေါ့နော်ဒါမှုလာပြီးတော့တရားရုံးမှာရင်ဆိုင်ခြင်းမရှိဘူးဆိုတဲ့ချိန်ကြီးပို့ပါရှင်အဲ့ဒီချိန်ဒီမှာလည်းဖြစ်နေတယ်သူ့အခုလိုက်ပြီးနေတဲ့ရှိမိတီလည်းမရှိတော့ဘူးမရှိတဲ့အကြောင်းရင်းရတယ်ဒီအခုနဲ့ပတ်သက်ပြီးတော့အမှုက2018ပြန်ဖြစ်တယ်လို့သိရရဲ့ရှင်အဲ့တော့8တဲ့9တင်လောက်ကြာတဲ့ချိန်ဒီခုမှဒီအခုကိုသူကဒိုင်းကျင်စောနဲ့မိတ်ဆွေပေါင်းနေစီကနေပြီးတော့ငွေကြေးတွေပေါ့နော်အဲ့လိုမျိုးချင်းကားတာလည်းရှိတယ်ဒီမှုတော့ကိုသူစူးစမ်းအထောက်ခဲ့တယ်ပေါ့နော်ဘယ်လိုစူးစမ်းအထောက်ခဲ့တယ်ဆိုတာကိုဇော်ရင်ကမီဒီယာကျင့်ဝတ်ရပေါ်ပြခြင်းမရှိပါဘူးရှင်ကသူစူးစမ်းအထောက်ခဲ့တဲ့အတွက်သူ့မှာအကျွေးနော်နဲ့သွားတဲ့ချိန်ဒီခုဒါတည်းလက်ရှိထိုင်နေတဲ့စေကန်းကလည်းငှားရထားတာလည်းဒီ9ရက်နေ့ဆိုရင်နှစ်ပြည့်သွားပြီလို့သိရတယ်ပေါ့နော်ဒီတော့ဒီစေကန်းကလည်းပြပေးရတော့တယ်သူ့မှာအိုးအိမ်ပိုင်ဆိုင်မှုလည်းဘာမှမရှိတော့ဘူးနောက်ဆုံးကားတစ်စီးတော့မပိုင်တဲ့အခြေအနေတစ်ခုဖြစ်နေတာပေါ့နော်ဆိုတဲ့အခါကျတော့ဒီမှုကိုရင်ဆိုင်နေဖို့ဆိုတာသူ့မှာလုံးဝမရှိတော့ဘူးဖြစ်ပြီးတော့အကျဉ်းတော်ထဲမှာဆိုရင်တယောက်ဆက်ဖြစ်နေတယ်ထောင်ဝန်စာလာတွေ့မဲ့သူဆိုရင်တော့မိတ်ဆွေတဦးပဲရှိတယ်လို့သိရတယ်အမှတ်လိုက်ပေးဖို့အတွက်ကိုရှိနေခါတွေလည်းသူ့မှာမရှိတော့ဘူးကျမ်းမာရေးရတယ်တော့နှလုံးကျမ်းမာရေးသိမကောင်းတဲ့ဆရာဝန်တရားဖြစ်တဲ့အတွက်ဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့လည်းထောင်ထဲမှာသူစွဲမှုပါလို့နေဒါဖြစ်နေတဲ့အခြေအနေလေးတစ်ခုပေါ့နော်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ကတကယ်လေးကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဘတ်ရှုကောက်ကပြီးတော့မှကျွန်တော်အနေနဲ့တင်ဆက်ပေးစမ်းအားရှက်ဒီမှုပေါ်မှာကျွန်မအနေနဲ့မီဒီယာသမားတယောက်အနေနဲ့ပေါ့နော်ဘလို့မြင်လဲဆိုရင်တော့တရားရုံးဆိုတာကတော့ခံကန်စွာပဲဥပဒေအရအမိတ်စီရင်ပါပဲရှက်ဒါတရားရုံးရဲ့လုံဆောင်ချက်တင်ကျွန်တော်တို့ကမှားရနေဆိုပြီးတော့ဆွဆွပန်ငွေလည်းမရှိဘူးခံကန်နေဆိုပြီးတော့လည်းကျွန်မအနေနဲ့ယုံကြည်ပါတယ်ဒါပေမဲ့ဒီမျိုးသမီးရာဆိုရင်ဒီလုံရင်တရားမှထောင်ကျသွားတဲ့အချိန်တွေခုမှအယူကပြန်ဝင်ဖို့လို့တနာခန့်စာတင်တာကိုစက်သက်ဖြစ်ပေါ်တော့ဒီလိုကိစ္စလေးလုံဆောင်မှုအတွက်တော့မှဝေကြီးအရာရောမိတ်ဆွေတွေရောရှိနေပြီရောမရှိတော့တဲ့အတွက်ဆရာဝန်တူလက်ဖြစ်တဲ့ခက်ဖြစ်သွားတယ်ပြည်သူဝန်ထမ်းတစ်စိတ်ရထားတယ်သူကိုယ်တိုင်လည်းဒီဝေပေါ်မှာစစ်ခံမြစ်တာထားခဲ့တဲ့ဆရာဝန်ဖြစ်တဲ့အတွက်ဖူဒီဆောက်ရှောက်မှုစုံတရားလေးကိုလူသားချင်းစာနာထောက်ထားဖို့ရှိတော့ကနေရစေချင်တဲ့အတွက်ကျွန်တော်တင်ဆက်ပေးတာဖြစ်ပါတယ်ဒါတည်းကျွန်မသတိထားမိတာလေးပေါ့နော်ဒီဆရာဝန်မျိုးသမီးရာဆိုရင်သူ့ရဲ့အမှုမှာသူကစာရွက်အလုပ်မှာလက်မှတ်ရေးထိုးခဲ့တယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီစာရွက်ကို CID မှာစစ်ဆေးမှုတွေလုပ်ခဲ့လားဆိုတော့ကတော့အမှုတွေကိုဖတ်ခဲ့တဲ့သူကပဲသိမှာပါဒီမှုကိုရှောက်လဲပေးခဲ့တဲ့ရှေ့တွေကပဲသိမှာပါရှင့်ဒါပေမဲ့ဒီဆရာဝန်မျိုးသမီးအနေနဲ့နိုင်ငံတော်သမ္မတကြီးမန္တလေးတိုင်းဝန်ကြီးချုပ်ထီတော်မှာတသားခန့်စာတင်ခဲ့တယ်ဆိုတဲ့ကသူကဆိုရင်သူ့ရဲ့အမှုကိုသူကဆိုရင်ပေါ့နော်ဒီအမှုမှာလွဲချော်မှုတွေရှိတယ်ဆိုတာကိုအသေးချာသိခဲ့တဲ့အတွက်အောက်သုံးပြော်လဲဆိုတာနဲ့အတနာခန္ဓာတွေကိုဒါအထက်ပေါ့နော်ဒါသမ္မတကြီးအထီတော်မှာတင်ခဲ့တယ်လို့ပေါ့ကျွန်မအနေနဲ့ချုပ်ကြည့်ရဲ့ရှက်ကိုကမမှန်ဘူးဆိုရင်သမ္မတကြီးတင်ဖို့တော့တတိရှိမှာမဟုတ်ဘူးလေဒါကျွန်တော်တို့တရင်သမားကြားလို့မြင်တာပေါ့နော်ဆိုတဲ့အခါကျတော့ကျွန်မအနေနဲ့ကတော့ဒါလေးကသူ့ရဲ့အနာခန္ဓာလေးကိုမြင်ပြီးတော့ပေါ့နော်ကြံခဲ့ပြီးတော့စစ်ဆောင်ရဲ့တိုင်တိုင်ကိစ္စလေးဖြစ်နေမြင်ပါရဲ့ရှင်ဒါလည်းကျွန်မအနေနဲ့ပေါ့နော်ဒါတိတုတန်နေမြဲဖတ်ပြတဲ့အခါမှာဆိုရင်နှစ်နာရီပြည်အများကြီးတွေ့ရှိပါတယ်ဒီသူအားလုံးရဲ့ဘဝတွေကတန်ဖိုးရှိပါရဲ့ရှင်ဆရာဝန်တကူရဲ့ဘဝဆိုရင်လည်းအထူးတန်ဖိုးရှိတယ်လို့ကျွန်တော်ပြောပါတယ်ဆရာဝန်တယောက်ဖြစ်လာဖို့အတွက်နိုင်ငံတော်မှာလည်းကုန်ကြခဲ့ရတယ်အများကြီးရှိတယ်လို့မျိုးဒီဆရာဝန်တယောက်ကလည်းသူစားအထုတ်ခဲ့ရတယ်အများကြီးရှိပါတယ်ဆရာဝန်ဖြစ်ပြီးရဲ့နောက်မှာနိုင်ငံသူနိုင်ငံသားတွေပေါ်မှာစေတနာမေတ္တာရှိထားပြီးတော့တကယ်ကုသပေးရဲ့ဆရာဝန်ဆိုရင်ပို့ပြီးတော့တန်ဖိုးရှိရဲ့ရှင်ဒါဟာနိုင်ငံတော်အတွက်ဆုံးရှုံးမှုဖြစ်သွားမှာလို့ကျွန်တော်မလိုလားပါဘူးဒါကြောင့်ဒီမှုဟာဘယ်လိုပဲဖြစ်ခဲ့ပြီးစိုးစေးပါဘူးဒီဆရာဝန်မျိုးသမီးရှေ့ဆက်နိုင်လို့တော့ပေါ့နော်ဥပဒေကြောင်းရဘလို့ကိုကြီးပါဝယ်လေးရောက်လဲဆိုတာလေးကိုလည်းကျမအနေနဲ့ပြောင်းလဲမိပါရဲ့ရှင့်လူချင်းမဲတို့အနေနဲ့ကျမခက်ပြတဲ့ဒါလေးကိုဒေသလေးနားဆိုင်ခေါင်းခဲ့ရမယ်ဆိုရင်ဒီပေါ့နော်တိုင်းပြည်ရဲ့လူဆိုရအရင်ဖြစ်တဲ့မှန်ကန်တဲ့ဆရာဝန်တယောက်အနေနဲ့ဒါကျူးဒုက္ခဘဝပေါ့နော်တရားဥပဒေပိုင်းဆိုင်ရာမှာအားနည်းချက်တွေရှိတဲ့အတွက်သူကြုံတွေ့နေရတဲ့ခက်ခဲ
လက်ရှိမှာရေးဆိုင်ဖို့ခွန်အားလုံးဝမရှိတော့တဲ့အချိန်ခုမှာကိုကြီးဆောင်အပ်မှုလေးတွေလှုပ်ဆောင်ပေးကြပါအောင်လို့တိုက်တွန်းချင်ပါတယ်။ကျွန်မဒီနေ့တင်ဆက်တာကတော့သတင်းမီဒီယာကျန်ဝဲရာကျွန်မအချက်လက်တွေအားလုံးကိုဖြည့်ပြီးတော့တင်ဆက်ထားပါတယ်။ဒီအမှုလေးကိုပေါ့ကိုကြီးစောင့်ရှောက်ပေးခြင်းနဲ့တရားမျှတဖို့လိုလားတဲ့ပုံပေါ်တွေရှိရဲဆိုတာလည်းကျွန်မအနေနဲ့ဒီအချက်လက်တွေတိုင်းစာတွေကိုတွေ့ကြောင်းပေးဖို့အတွက်ကိုဆက်လက်ရှိနေပါတယ်ဆိုတာလေးကိုလည်းထပ်လောင်းပြီးတော့တင်ဆက်လိုက်ပြရစီရှင်။ကျွန်တော်တို့ကလည်းအခုဗီဒီယိုအနေနဲ့လည်းဒီသူတို့အတောင်ရဲနားထောင်ပြပါဒီလိုမျိုးပေါ့နော်ဒီဖြစ်ပေါ်သွားခဲ့တဲ့အခြေအနေတွေမှာဆိုရင်ကျွန်တော်တို့ဆက်လက်လေးလာဆောင်ကြည့်ပြီးတော့နောက်ဆက်တွဲအိစာတွေမရှိရဲဆိုရင်သတင်းဗီဒီယိုကျင်းပွဲအရာထပ်မံပြီးတော့တက်ဆက်ပေးအောင်မှာဖြစ်ပါရဲ့ရှင်။ကျွန်မရဲ့ယနေ့သတင်းသုံးသပ်ချက်လေးကဒီလောက်ပါပဲရှင်။ကျွန်မသတင်းလေးတွေကိုနေ့စဉ်ဒီတိုင်းပင်ကြည့်ရှုအားပေးရတဲ့ဘက်ဦးတွေပြအားလုံးစိတ်ချမ်းသာကိုကြပါကြပါစေ။ကောင်းချီးလိုရဲ့ဆန္ဒများပြေဝကြပါစေ။လူချင်းချင်းနှစ်ပတ်စဉ်ကင်းရှင်းကြပါစေ။အထက်သေးချင်းချင်းချင်းကင်းရှင်းကြပါစေ။စင်ရဲလူချင်းချင်းချင်းကင်းရှင်းကြပါစေလို့ကျွန်မခန့်နေစုကဆုတောင်းနေတာပို့တာတဲ့ပါရှင်။